ဒီမှာတာဘရိုရဲ့စောင်းကြည့်လို့ရနေ ဟောအဲ့ဒါကြောင့်အတီးတောင်းနေကြုံ တောင်းစားကျုံးလို့ခေါ်တယ် ငါတရောင်းသားမင်းကခွေးတရောင်းသား ဟောတရောင်းသားကြုံတခါတရောင်းသားနဲ့တခါတက်တွေ့တာကိုလိုမင်္ဂလာပါတွေ့ရတာဝဲတာဝိုင်းထူးတဲ့တွေ့လာဟာတရောင်းသားတောင်းကမပေးရင်ကောက်ရိုက်ပဲဆိုင်ကြီးနဲ့ပြေးတယ် ဖူပေးပဲမပေးရင်အကုန်လုံးရိုက်ပါဝီဘီပေါက်သူတီးပါရိုက်ခွဲပါလိမ့်မယ်တီးပြက်နေပါလို့ပြန်အောင်လုပ်နေတာ ဘာ ဘာ မှ မှ ရပဲခုနကမြောက်လေးကြုံနေတာကိုကြွလာတာ ကျွန်တော်ကြည့်နေနော်ကျွန်တော်ကြည့်နေဘရာတော့နောက်တဲ့ထေလာပြ โอเค ဝီ ဟာ နေတယ်ဝီ ဟာ ဟာဟဲ့ဟာဘယ်လိုမရတာ ကျွန်တော်စေပါပို့ပါကျွန်တော်တကောင်ခေါ်လာခဲ့မယ်ကျွန်တော်နောက်ကို CI ခေါ်လာခဲ့မယ် ဟာခေါ်လာတယ် မြင်ရလား ဟာဟာကြီးတယ်ဟာဘာဖြစ်ကုန်တော့အကျိတ်နေကြကြီးအကျိတ်နေတော့ကျိတ်နေကြကြီးဘာဖြစ်နေလဲတော့ဒီ ဒီနေရာမှာအိမ်တော့ပါနော်ဘယ်လိုပြောမလဲဒီစီးဝမ်းတဲ့လူတွေဟိုပါနော်လေပါဖူးတွေမရှိတဲ့ချိန်တိုင်းတောင်းနေနေတာပါလိုတောင်းရလဲဆိုတာကျွန်တော်ပြမယ်ဒီလည်းပြဒီလိုမျိုးသူ့လိုမျိုးအင်ဂျီဝယ်လိုက်သူ့လိုမျိုး outfit ဝယ်လိုက်ပြီးရင်အစိုးတကအဆိုးဆုံးဟိုအသီးရင်နဲ့အကုန်လုံးလုပ်ပြီးတော့ပြီးရင် please food လို့ပြောလိုက်ရုံနဲ့ brother food လကားရတယ် ပလီဖရူ brother ဘာလို့တောင်းလဲအနောက်မှာလည်းအိမ်မြောင်သီးနဲ့ double ကြီးနဲ့အဲ့အကြီးတောင်းနေတာဆဲလိမ့်မယ် brother ဟယ်လိုတဲ့ bro ပတ်စံရှင် food လေးပြီးသူ့ကိုလက်ဆောင်ပေးလို့ရ 3000နဲ့မရှိဘူးကပတ်စံမရှိဘူးအိုးတော့ချလိုက်တော့ချလိုက်တော့ ချလို့မရတာအဲတိမ်မီတာသူချလို့မရတော့ ဝယ်ပြီးပြည်စီပြန်လဲပါဆိုတဲ့ဆိုင်ဟိုကတခုပြီးတခုပြတယ်ဘာသီးပဲတော့လေ တော့ကျွန်တော်နောက်တစ်ချုံသွားပါမယ် let's